Hi ကျွန်တော်မတွေ့ရတာတော့ကြာပြီပေါ့နော် so ကျွန်တော်နောက်ဆုံးသင်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာကျွန်တော်ကနောက်ထပ်လာမဲ့ content တွေကိုပေါ့နော်ဒီ technical ဘိုင်းတက် psychology ဘိုင်းကိုပို့ပြီးဦးစားပေးပြီးတော့ sharing လုပ်ပေးမယ်ဆိုတာပြောခဲ့တယ်ဆိုတော့ဒီဗီဒီယိုလေးကလည်းဒီအတွက်ပါပဲကျွန်တော်ဗီဒီယိုတွေမတင်ဖြစ်ပေမဲ့ခင်ဗျားတို့ရဲ့ comment တွေကိုကျွန်တော်အမြဲတမ်းဖတ်ဖြစ်ပါတယ်ဆိုတော့ comment တွေပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် so ခင်ဗျားတို့တွေပေါ့နော်ဒီပတ်စံကိုဘယ်လိုရှာမလဲဆိုတာသိပြီးတော့မွေးနေတဲ့သူတွေခင်ဗျားတို့မြင်ဖူးလားဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ဒီ trading ဆိုတဲ့ industry ထဲမှာပဲအာ trade ကိုဘယ်လိုစနစ်တကျလုပ်ရမလဲဆိုတာသိရတာနဲ့ရှုံးနေတဲ့သူတွေခင်ဗျားတို့မြင်ဖူးလားဒါမှမဟုတ်ခင်ဗျားတို့ကိုယ်တိုင်ရောဖြစ်ဖူးလားအဲ့ဒါဘာကြောင့်ဖြစ်တာလဲအဲ့ဒါကိုဘယ်လိုခေါ်လဲအဲ့လိုဖြစ်နေတယ်ဆိုရင်ရောဘယ်လိုဖြေရှင်းရမလဲဘယ်လိုသိနိုင်မလဲဒါတွေကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာဖြစ်တယ်အဲ့တော့ဒီအာ trading strategy ရှိပြီးတော့ဒီဟာကိုဘယ်လိုလုပ်ရမလဲဆိုတော့သိပြီးတော့ဒီတနေရာထဲမှာလည်နေတဲ့သူတွေကိုဘယ်လိုခေါ်လဲဆိုတော့ boom and bust cycle လို့ခေါ်တယ်ပေါ့နော်သူတို့ရဲ့ကျွန်တော် equity curve ကိုတွားကြည့်လိုက်တဲ့ချိန်မှာသူတို့က roller coaster တစ်စင်းကိုစီးနေရတယ်လို့ပဲအဲ့တော့အဲ့ဒီ boom and bust cycle ဆိုတာပါလေ boom and bust cycle ကကြတော့ကျွန်တော်ရဲ့ trader တွေအတွက်အကြီးမားဆုံးသောထောင်ချောက်တစ်ခုပဲဒီထောင်ချောက်ကိုကျွန်တော်ကျော်လွှားနိုင်မှတာလျင်အောင်မြင်မှုပန်းနိုင်စီကိုရောက်မှာဖြစ်တယ်အဲ့တော့ trader တော်တော်များများကတဲ့ပတ်စံကိုဘယ်လိုရှားမလဲဆိုတာသိတယ်တဲ့လေ့လာထားတယ်တဲ့ဒါပေမဲ့အဲ့ဒီပတ်စံတွေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာမသိကြဘူးတဲ့ဒါကပဲသူတို့ကိုဒီတန်တရားထဲမှာအာအမြဲတမ်းလည်နေဖို့အတွက်ခေါ်ဆောင်သွားတာဖြစ်တယ်ပေါ့နော်သူတို့ရဲ့အောင်မြင်မှုတွေကိုဖျက်ဆီးနေတာဖြစ်တယ်ပေါ့နော် Okay ကျွန်တော်တို့ trader type ကျွန်တော်3မျိုးရှိတယ်ခင်ဗျားတို့ရောဘယ် trader type တွေမှာပါဝင်လဲဆိုတာကိုကို check လုပ်ကြည့်ပေါ့နော်ဆိုအဲ့ဒီ trader type 3မျိုးမှာသူထဲမှာအများဆုံးကရှုံးနေတဲ့သူတွေလို့ထင်ကြလိမ့်မယ်တကယ်တော့မဟုတ်ဗျကျွန်တော်ရဲ့မင်းသားချော်ဒီ boom and buster တွေကအများဆုံးဖြစ်တယ်ဒီ boom and buster တွေကကြတော့ဘယ်လောက်ထိများလဲဆိုတော့ဒီ40ရာခိုင်နှုန်းနဲ့50ရာခိုင်နှုန်းဝန်းကျင်လောက်ရှိကြတယ်ဒီဒီconsistent losers တွေကကြတော့30နဲ့40ရာခိုင်နှုန်းလောက်ရှိကြတယ်ဒီ consistent winners တွေကကြတော့လုံးဝအနည်းဆုံး10%လောက်ပဲရှိကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ chat လေးကိုကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဒီ chat မှာဆိုရင်ကျွန်တော်တို့ကြည့်အောင်ဒီ consistent winner တွေရဲ့ equity curve ကကြတော့သူကဖြည်းဖြည်းချင်းနဲ့အပေါ်ကိုတက်သွားတာပေါ့နော်ဒီသူတို့ရဲ့အဓိကတော့ချက်ကပါဆိုတော့သူက master psychology ပေါ့နော် psychology နဲ့ပတ်သက်ပြီးလုံးဝဆရာကြရပေါ့နော်နောက်တစ်ခုက losers တွေပေါ့နော် constant losers တွေကကြတော့သူတို့ equity curve ဒီဖြည်းဖြည်းချင်း downside ကိုသွားတယ်သူတို့ကကြတော့ဒီ fundamental illusions လို့ခေါ်တယ်ပေါ့နော်ဘာလဲဆိုတော့သူတို့တွေဒီ trading ကိုတည်တည်ချာချာနားမလည်ပဲနဲ့လုပ်နေတဲ့သူတွေအနေအပြည့်ပြောလို့ဆိုအဆွဲကောင်းလို့လုပ်နေတဲ့သူတွေလည်းဖြစ်ကောင်းဖြစ်မှာပေါ့အရန်နုနယ်သေးတဲ့သူတွေနောက်တစ်ခုက boom and busters တွေ boom and busters တွေကကြတော့ဘာဆိုသူတို့ရဲ့ equity curve ဒီ roller coaster တစ်စင်းကိုစီးနေရတယ်လို့ပဲတက်လိုက်ကြလိုက်ပေါ့နော်သူတို့ဒီဘယ်လို trade လုပ်ရမလဲဆိုတဲ့ scale ကိုရှိတယ်ဒါပေမဲ့သူတို့မှာအဲ့ဒီ trade လုပ်လာတဲ့ပတ်စံတွေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ scale မရှိဘူးပေါ့နော်ဒါဒီကြောက်သူတို့ဒီတန်တရားထဲမှာခဏလဲနေတာဖြစ်တယ် Okay အဲ့ဒီ psychology trap တွေပေါ့နော်ဒီထောင်ချောက်တွေကဘာတွေကြောက်ဖြစ်တာလဲအဓိကဒီ bomb and buster တွေကကြတော့ဘာတွေကြောက်ဖြစ်လဲဆိုတော့အဓိကအချင်းချက်ကြောက်ဖြစ်တယ်ဘာလို့ဆိုတော့ euphoria နဲ့ self sabotage လို့ခေါ်ရပါတော့ euphoria ဆိုတာကကြကျွန်တော်တို့ကအလွန်ကျူးပျော်ရွှင်တာတနည်းအားဖြင့်ပြောဇက်တိုက်နိုင်လာတဲ့ချိန်ကျရင်ကျွန်တော်တို့ကိုအာဖေးမာဘာလဲဆိုတော့ချက်တက်ပေးလိုက်လို့ပဲပေါ့နော်အရင်ကြီးအောက်ခြေလှုပ်ပြီးတော့အပေါ်တက်သွားတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီ confidence level so high ဖြစ်ပြီးတော့ဘယ်ရာမှကြီးမဆိုင်တော့ဘဲနဲ့ဒီ loss side တွေအရင်တင်ပြီးတော့ trade တာနေပြီးတော့ပြင်ပြီးတော့ရှုံးပြီးတော့နောက်ဆိုတော့အောက်ကိုပြန်ရောက်လာတယ်ဒီပုံစံပေါ့နော်
ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ဘူးတယ်ပေါ့နော်နောက်ထပ်တစ်ခုကျတော့ဒီ self sabotage ဆိုတော့ကျတော့ကိုနာကျင်စေတာတနည်းအားဖြင့်ပြောလို့တော့ internal mind ထဲမှာဖြစ်တဲ့ conflict တွေပေါ့နော်ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီ market information ကဘာလဲဆိုတာသိရတာနဲ့အဲ့ဒီဟာနဲ့တလွဲကိုစိတ်ကနေစိတ်ခိုင်းတဲ့အတိုင်းလုပ်လိုက်တာဒါကို self sabotage လို့ခေါ်တယ် okay ဒါလေးမပြောခင်မှာကျွန်တော်ဒီ euphoria အကြောင်းကိုတစ်ချက်ပြောမယ် euphoria မှာကျတော့အရင်ယူရှင်တယ်ဘာလို့ဆိုတော့ဒီကျွန်တော်တို့ဇက်တိုက်နိုင်လာတယ်ဇက်တိုက်နိုင်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ feeling ပေါ့နော်ဒီခံစားချက်ကပါဆိုတော့ဒီ confidence level ကို so high ဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကကျွန်တော်ရဲ့ rules တွေကိုချိုးဖောက်လာတယ်မမှားတော့ဘူးဆိုတဲ့အတွေ့အကြုံဝင်လာတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ပါဆိုတော့ low side တွေအရင်တင်ပြီးတော့ trade တွေလုပ်တယ် trade တွေလုပ်တဲ့ပုံမှာဘာဆက်ဖြစ်လာလဲဆိုတော့အဲ့ဒီ low side တွေအရင်တင်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဈေးကွက်ကနည်းနည်းလေးလှုပ်ခတ်ဖြစ်လိုက်တာနဲ့ကျွန်တော်ရဲ့အကောက်ကိုအရင်ထိတယ်အရင်ထိလာတဲ့အချိန်မှာဒီယာတွေကိုကြည့်ပြီးတော့မခံစားနိုင်တော့ဘဲနဲ့ဘာလို့ဆိုတော့ကြောက်စိတ်တွေဝင်လာတယ်ကြောက်စိတ်တွေဝင်လာပြီးတော့ဒီ trade ကိုဘာလို့ဆိုတော့ကိုယုံကြည်မှုနည်းလာပြီးတော့အရှုံးနဲ့ဖြစ်ပြီးတော့ရင်ဆိုင်ရတာဖြစ်တယ်ဒါက euphoria နောက်တစ်ခု self sabotage ကကြတော့ဘာလို့ကျွန်တော်ခုနပြောခဲ့တယ်လို့မျိုး internal conflict ဖြစ်တယ်ပေါ့နော်အတွင်းမှာဖြစ်နေတဲ့လှိုက်စာနေတဲ့အရာတစ်ခုဖြစ်တယ်ဒါကကျတော့ဘာလဲဆိုတော့ဥပမာကျွန်တော် trade တစ်ခုကိုလုပ်နေတဲ့ချိန်မှာအဲ့ဒီ trade ပေါ်မှာအာယုံမဆိုင်ပဲနဲ့တခြားစီကိုအာယုံပြန့်လွင့်နေတာမျိုးဥပမာပြောမယ်ဆိုကျွန်တော်တို့ဒီ market information အရာ buying trade ရမယ်တိတော်ညာလဲဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကဒီရဲ့ဆန့်ကျင်ဘက်ကိုtrade ဖို့အတွက်အားပေးနေတာမျိုးတွေတနည်းအားဖြင့်ပြောဆိုအာကိုယုံကြည်မှုမရှိတဲ့လိုမျိုးတွေဖြစ်တာပေါ့နော်ဒီ market ကိုမယုံတဲ့လိုမျိုးတွေဖြစ်တာပေါ့နော် so နောက်တစ်ခုကဒီ trade လုပ်နေတဲ့အချိန်မှာပဲတခြားအရာတွေတွားလုပ်နေတာမျိုးတွေဒါတွေကကျွန်တော်ကိုဒီကိုပြန်ဒီနာကျင်စေတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာကြောင့်ဖြစ်တာလဲဆိုတာကိုသိပြီးပြီဘာကြောင့်ဖြစ်တာလဲဆိုတာသိပြီးဆိုရင်ကျွန်တော်တို့ကဒီຢာတွေဖြစ်နေတာတွေကိုကျွန်တော်လွယ်လွယ်နဲ့တော့မသိနိုင်ဘူးအဲ့တော့ဘယ်လိုသိနိုင်မလဲဘယ်လိုသိနိုင်မလဲဒီຢာတွေထဲကိုကျွန်တော်တို့ကဒီအတွင်းကျကျဝင်ကြည့်ဖို့လိုတယ်အတွင်းကျကျဝင်ကြည့်ဖို့ဆိုရင်ကျွန်တော်တို့ကိုဘာတွေကသိနိုင်တယ်လဲဘာတွေကသိနိုင်လဲဆိုတော့ကျွန်တော်မပြောခင်မှာကျွန်တော်တို့ဒီဖြစ်ကလက်စံ trade လုပ်နေတာ trade ကိုကျွန်တော်တို့ကစနစ်တကျပေါ့နော် step by step မလုပ်ဘဲနဲ့ဒီဖြစ်ကလက်စံလုပ်နေတဲ့ trade တွေတနည်းအားဖြင့်ပြောဆိုအာကိုယ်စိတ်ကအဝယ်ထင်လို့ဝယ်လိုက်တယ်ကိုယ်စိတ်ကအယောင်းထင်လို့ရောင်းလိုက်တယ်ဒီမျိုးဖြစ်သွားတဲ့အရာတွေကိုကျွန်တော်ကဖယ်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်ဘယ်အဆင့်ကိုရောက်နေလိမ့်မလဲသိကြတယ်ခင်ဗျားတို့တွေဒီ top 10% ကိုရောက်နေလိမ့်မယ် right အဲ့တော့ဒီ top 10% ကိုရောက်နေဖို့အတွက်ဆိုရင်ကျွန်တော်ဘယ်ရာတွေကိုလက်ခံထားဖို့လိုတယ်ဘယ်ရာတွေကိုသိထားဖို့လဲအဲ့ဒီကပထမဆုံးသိရမှာ market ဒီဈေးကွက်ဒီကျွန်တော်ရဲ့တငယ်ချင်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အလိုကိုလိုက်နေမှာမဟုတ်ဘူးအဲ့လိုမျိုးပဲကျွန်တော်ရဲ့ရန်သူဟုတ်လားဆိုတော့ရန်သူလည်းမဟုတ်ဘူးရန်သူမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုလည်းပဲဆန့်ကျင်နေမှာမဟုတ်ဘူးအဲ့တော့ market ကပေးတဲ့ information တိုင်းကိုကျွန်တော်တို့ကစနစ်တကျယူတက်ပြီးတော့စနစ်တကျ trade လုပ်ဖို့ပဲလိုတာအဲ့တော့အဲ့ဒီ market မှာကျွန်တော်တို့ကအမှန်တကျလို့ပဲဘာလို့ဆိုတော့ကျွန်တော်တို့အမှားတွေကိုသူကအမြဲတမ်းအာပြနေတယ်မင်းဒီနေရာမှာဒီလိုမှားတယ်ဒီလိုမှားလို့ဒီ trade ကဒီလိုဖြစ်လဲဆိုတာကိုသူကဒီ market ထဲမှာအမြဲပြနေတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကလက်ခံတက်ဖို့လိုတယ်ပေါ့နော်ဒီမှန်တစ်ချက်ကိုကျွန်တော်ကောင်းကောင်းမွန်မွန်ကြည့်တတ်ဖို့လိုတယ်အဲ့တော့ဒီ confident ပေါ့နော်ဒီယုံကြည်ချက်တွေကဘယ်နေလာဆိုကျွန်တော်ရဲ့အတွင်းစိတ်တွေက internal belief ကနေလာတယ်ပေါ့နော်အဲ့ဒီကြောက်စိတ်တွေနဲ့ဒီစိတ်တူတာတွေကဘဲနေလာဆိုတော့ market ကိုတိုက်ခိုက်နေတာနေလာတယ်ခုနကပြောကြလို့ market တွေကျွန်တော်တို့ enemy မဟုတ်ဘူးကျွန်တော်တို့ against လုပ်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့ဆန့်ကျင်တာမဟုတ်တဲ့အတွက်ကျွန်တော်တိုက်ခိုက်ဖို့လည်းမလိုအဲ့တော့market ကိုတိုက်ခိုက်လိုက်ခြင်းအပြင်ကျွန်တော်တို့ကကြောက်စိတ်တွေစိတ်တူတာတွေလာတယ်ဘာကြောင့် market ကိုတိုက်ခိုက်တာလဲကျွန်တော်တို့ဒီထွက်လာတဲ့ကျွန်တော်တို့ trade လုပ်လိုက်လို့ထွက်လာတဲ့ outcome ကိုကျွန်တော်လက်မခံနိုင်ဘူးလက်မခံနိုင်လို့ကျွန်တော်က market ကိုတိုက်ခိုက်တယ်ဒီနည်းအားဖြင့်လက်မခံနိုင်တဲ့အကြောင်းရင်းကကျွန်တော်တို့ပါဝင်ယူရမှာကြောက်လို့ဒီကျိုးရက်လက်ကိုကျွန်တော်မလိုချင်လို့ကျွန်တော်ကတိုက်ခိုက်တယ်တိုက်ခိုက်တာကနေပြီးတော့ဒီကြောက်စိတ်တွေစိတ်တူတာနေလာတယ်အဲ့တော့အဲ့ဒီနေရာမှာတော်တော်များများကအရှုံးပေးသွားတတ်ကြတယ်အဲ့တော့အဲ့ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်သိသွားပြီဆိုကျွန်တော်ဘယ်လိုရုံးထွက်ဖို့လိုလဲရုံးထွက်ဖို့ဆိုကျွန်တော် winning aptitude တစ်ခုကိုတည်ဆောက်ဖို့လိုတယ်အဲ့တော့ winning aptitude ဆိုတာပါလဲအဲ့တော့ winning aptitude တစ်ခုကိုတည်ဆောက်ဖို့အတွက်ဆိုကျွန်တော်က key လေးတစ်ခုရှိတယ်အဲ့ဒီတော့ချက်လေးကိုကျွန်တော်ဖွင့်နိုင်ဖို့လိုတယ်အဲ့ဒီတော့ချက်ကိုဖွင့်ဖို့အရင်
လွယ်ကူတယ်ဒါပေမဲ့လူတွေမလုပ်နိုင်ကြအောင်။ဘာလို့ကျွန်တော်တို့ဒီ market တွေခုနကပြောခဲ့သလိုမျိုးကျွန်တော်တို့တငယ်ချင်းမဟုတ်တငယ်ချင်းမဟုတ်တဲ့အတွက်ကျွန်တော်တို့အလိုကိုလိုက်နေမှာမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ရန်သူလည်းမဟုတ်တဲ့အတွက်ကျွန်တော်တို့စန့်ကျင်နေမှာမဟုတ်။အဲ့တော့ market မှာကျွန်တော်တို့မျှော်လင့်ချက်တွေအရင်ထားနေတာတွေကိုကျွန်တော်တို့ကရပ်တန့်လိုက်ဖို့လိုတယ်။ပြီးသွားတဲ့ဒီညရင် market ကပေးတဲ့ information တိုင်းကိုကျွန်တော်တို့က design မဲ့ယူပြီးတော့ကျွန်တော်တို့ strategy နဲ့စနစ်တကျ trade လုပ်ဖို့လိုတယ်။ပြီးသွားတဲ့အချိန်မှာအဲ့ဒီ trade လုပ်ပြီးသွားတဲ့အချိန်မှာထွက်လာတဲ့ result ဒီရလက်တိုင်းကိုပေါ့နော်အကျိုးရလက်တိုင်းကိုကျွန်တော်ကတရားရခိုင်တော့တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်ပေါ့နော်အဲ့တော့တကယ် winning aptitude တစ်ခုဆိုတာပါလေတကယ် winning aptitude တစ်ခုဆိုတာကကျွန်တော်ကကျွန်တော်ရဲ့လုပ်ရက်တိုင်းရဲ့အကျိုးရလက်ကိုအကောင့်ဘက်ကနေပြီးတော့ကျွန်တော်ကမျှော်လင့်နေပြီးသွားတဲ့ချိန်ရင်ဒီကျိုးရက်လက်ကိုလက်ခံတယ်လက်ခံပြီးတော့ဒီကျိုးရက်လက်မှာရလာတဲ့အပေါ်မှာကျွန်တော်ကသင်ယူစရာရှိတာတွေကိုသင်ယူလိုက်တာဒါကိုတကယ် real winning aptitude တစ်ခုလို့ခေါ်တယ်အဲ့တော့ဘာကြောင့်ဒီတာဝန်ယူမှုတာဝန်ခံမှုအရေးကြီးတာတာဝန်ယူမှုတာဝန်ခံမှုမရှိရင်ရောဒီရဲ့တန်တရားတွေကကျွန်တော်မထွက်နိုင်ဘူးလားဟုတ်ကဲ့မထွက်နိုင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီအကျိုးရလက်တစ်ခုချင်းစီတိုင်းကိုကျွန်တော်ကတာဝန်ယူမှဘာဒီအကျိုးရလက်တွေရလာလဲဆိုတော့ကျွန်တော်ကိုအမှားတွေအတွက်လည်းပဲသင်ယူစရာတွေကိုကျွန်တော်ကသင်ယူဖို့အတွက်လမ်းစာလေးတွေရလာမယ်ပြီးတော့ကျွန်တော်ရဲ့နာကျင်မှုတွေကိုလည်းပဲဖြည်းဖြည်းချင်းအာကောက်ွယ်လာနိုင်မယ်ပေါ့နော်ပြီးတဲ့အချိန်မှာကျွန်တော်တို့လွဲမှားနေတဲ့အယူအဆတွေကိုလည်းပဲမဝင်လာအောင်ကောက်ွယ်ပေးလိမ့်မယ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကိုအောင်မြင်မှုလမ်းစာစီကိုဒီတာဝန်ယူမှုဆိုတဲ့ဆရာတဆူကနေပြီးတော့ခေါ်ဆောင်တော့မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အကျိုးရလဒ်တိုင်းကိုတာဝန်ယူမှုကအရင်အရေးကြီးရပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်မိခွန်းတစ်ခုခင်ဗျားကိုမေးချင်တာကအထူးသဖြင့်ခင်ဗျားပေါ့နော် market ကိုခင်ဗျားရဲ့ပြိုင်ဘက်လို့ထင်နေတုံးလားဒါမှမဟုတ်ရင်ခင်ဗျားရဲ့မှန်တစ်ချက်လို့ထင်တာလားဘယ်လိုထင်လဲဆိုတာအောက် comment မှာဝင်မှန်သွားလို့ရပါတယ်ကျေးဇူးပါ see you in the next video